မင်္ဂလာပါပရိသတ်ကြီးအားလုံးပဲဒီနေ့ရဲ့ဖိုးရမှာတော့ကျွန်တော်တို့အားလုံးပျော်ရွှင်နေမယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ UFC Lightweight Champion ကလည်းနိုင်သွားတဲ့ဆိုဆွေဘတ်နိုင်သွားတဲ့ဆိုတော့လေကျွန်တော်တို့တောင်ပေါ်သားပါထပ်ပြီးနိုင်သွားတဲ့ဆိုတော့ပွဲပြီးသွားတော့ဗောနော်ထပ်ပြီးအားလုံးပြီးသွားတဲ့အချိန်မှာထပ်ပြီးကျွန်တော်တုံးသက်ပေးခြင်းနဲ့ကျွန်တော်ရဲ့တပါးနဲ့ဝါရကျွန်တော်တုံးသက်ပေးခြင်းတော့ကြိုက်မျောတဲ့ကြိုက်တော့သုံးစုနဲ့နွားကလေးတွေပဲဖြစ်တာပေါ့နော်ဒီနွားတွေရဲ့အားနဲ့ကြအားတာချက်ကိုကျွန်တော်ပြောပြတုံးသက်ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးတော့ Messenger မှာလာအကိုရဲ့ဒီပွဲလဲတုံးသက်ပေးပါပြောလို့ကျွန်တော်တုံးသက်ပေးခြင်းပဲဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ပွဲတွေကအရန်ဝေးနေတော့ကျွန်တော်မတုံးသက်ပေးခြင်းပဲဖြစ်ပါတယ်အခုပွဲနီးကလာပြီဆိုတော့ကျွန်တော်တုံးသက်ပေးခြင်းပဲဖြစ်တာပေါ့နော်မဲကြီးပွဲလဲထပ်ပြီးကျွန်တော်တုံးသက်ပေးမှာပဲဖြစ်တယ်ပေါ့နွားရအားနဲ့ကြအားတာကြကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်မျိုးကြည့်မစို့နွားရဲ့အနေထားကတော့အရန်ကိုလှတယ်နွားလေးရလဲလှတဲ့တော့ကြောင့်သူ့ရဲ့ခွေးပုံခွေးနီးကတော့အေးလောက်ကောင်းမယ်လို့လဲကျွန်တော်ထင်တယ်ပေါ့နော်နွားရဲ့အနေထားကိုတေချာရှိုးပါနွားကိုတေချာကြည့်ပြီးတော့ကျွန်တော်ပြိတ္တတွေကစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်အော်ကျွန်တော်ကြိုက်တော့သုံးစုကျွန်တော်တွားမယ်ဆိုရင်နွားနောက်ဖြစ်တယ်ပေါ့နော်မေထုံတော့မဟုတ်နွားနောက်ဖြစ်တဲ့တက်ကြောင်မို့အထင်တွားသေးလို့မရဘူးပေါ့နော်ကောင်းတဲ့ဆိုလို့ပဲသူတို့လည်းဒီကိုလာခဲ့ခြင်းပဲဖြစ်တယ်ပေါ့နော်တပါနဲ့ဝါရနွားပိုင်ရှင်တွေကလည်းပြောစရာမလိုလောင်းအောင်အတီးတီနာမည်ရှိတဲ့နွားပိုင်ရှင်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အထင်သေးလို့မရဘူးဖြစ်တယ်နော်ကျွန်တော်ဒီပွဲမှာဘယ်ကောင်ကိုကြိုက်လဲဆိုလို့ရှိရင်တော့ကျွန်တော်ကတော့နွားနှစ်ကောင်လုံးတခါမှလည်းမတွေ့ဘူးကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ပြောရမယ်ဆိုကျွန်တော်ကမဲထုံကိုကြိုက်ပါတယ်လို့ကျွန်တော်ပြောခြင်းပါတယ်နော်ဒါကကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ပြောတာနော်လူချင်းတူတဲ့အကြိုက်ချင်းမတူကြဘူးကိုယ့်ရဲ့အကြိုက်နဲ့ကိုရွေးချယ်ပြီးကစားကြပါလို့ကျွန်တော်ပြောခြင်းပါတယ်နွားအကြီးငယ်ကတော့အရန်ကိုကွာဟမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မဲထုံအရာကလည်းအရန်ကောင်းတယ်လို့ကျွန်တော်ပုံမှာကြည့်ပြီးကျွန်တော်ပြောခြင်းပဲဖြစ်တယ်နော်နွားရဲ့အနေထားကတော့တောင်းကတော့အပေါ်ကကြိုက်မျောနေရမယ်လို့ကျွန်တော်ထင်တယ်အရာကတော့အားပဲလို့ကျွန်တော်ပြောခြင်းတယ်နော်ပြိတ္တကြီးရဲ့ကျွန်တော်ရဲ့တုံးသက်ချက်ကိုကျွန်တော်ဘဒူမှရည်ရွယ်ပြီးကျွန်တော်တုံးသက်ပေးခြင်းမှမဟုတ်ကျွန်တော်နဲ့ဝါဒနာအရာကျွန်တော်ရဲ့တဘာအရာကျွန်တော်တုံးသက်ပေးခြင်းပဲဖြစ်တယ်ကြိုက်ရင် comment ထဲမှာ hi ခဲ့ပေးပါ like and share လေးနဲ့အားပေးကြပါလို့ကျွန်တော်ပြောချင်တာပေါ့နော်အားလုံးပဲဒီပွဲကိုလည်းနိုင်စေချင်တာပေါ့နော်ကျွန်တော်ကြိုက်တာကနွားနောက်ကိုကြိုက်ခြင်းဖြစ်တဲ့ပြိတ္တကတော့ဘယ်နွားကိုကြိုက်လဲဆိုတော့ comment အောက်ထဲမှာပြောခဲ့ပေးလို့လည်းရတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်တောင်ပေါ်သားကတော့အောင်ပွဲခံသွားပြီလို့ကျွန်တော်ပြောချင်ပါတယ်နောက်